ဒါလေးရဆိုလို့ရှိရင်တော့ Inibra ရဲ့ bleaching cream ပဲဖြစ်ပါတယ်အသုံးပြုပြီးရဲ့ peroxide ကတော့ Inibra ရဲ့ peroxide 30 volume ဖြစ်ပါတယ်စံနာတွေကိုထိခိုက်နေတာမရှိအောင်ပျက်စီးခြင်းမရှိအောင်လို့ကာကွယ်ပေးတဲ့ Altenis ဆေးလေးပဲဖြစ်ပါတယ်စပင်ကို baby highlight လေး highlight ဖောက်ပေးတာဖြစ်ပါတယ်ခင်ဗျာ highlight ဖောက်ပြီးရတဲ့အချိန်မှာဆိုလို့ရှိရင်တော့ဒီစိတ်ချလိုက်ပါပါဟုတ်ကဲ့အဲ့ဒီမှာလည်းကျွန်တော် color shampoo ကိုပဲအသုံးပြုပေးရတာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဥယျာဉ်ပြားနဲ့နီးကပ်နေတဲ့အပိုင်းမှာကျွန်တော်စပြီးတော့မှပထမတစ်ကြိမ်အရင်ဆိုးပါတယ်အဲ့ဒါကတော့ A11 622ရောထည့်ထားတဲ့ color cream ကိုကျွန်တော် 20% နဲ့ကျွန်တော်ရောဆက်ပြီးတော့မှဥယျာဉ်ပြားနဲ့နီးကပ်တဲ့အပိုင်းကိုကျွန်တော်အရင်ဆုံးဆိုးပါတယ်ဥယျာဉ်ပြားနဲ့နီးကပ်တဲ့အပိုင်းကိုကျွန်တော်ဆိုးပြီးသွားလို့မိနစ်30ကျွန်တော်ထားလိုက်တယ်ပြီးသွားတဲ့နောက်မှာဆိုလို့ရှိရင်တော့ကျန်တဲ့အဖျားပိုင်းတွေကိုကျွန်တော်ထပ်ပြီးတော့မှအခုနရောဆက်တဲ့နီးအတိုင်းပဲကျွန်တော်ထပ်မှန်ပြီးတော့မှရောဆက်တယ်ဟုတ်ကဲ့သုံးရတဲ့ peroxide ကတော့20 volume ပဲဖြစ်ပါတယ်ခင်ဗျာစပင်အဖျားပိုင်းမှာကျွန်တော်ပျက်စီးနေတဲ့စန္ဒာဖြစ်တဲ့အတွက်ကြောင့်မလို့ပျက်စီးနေတဲ့စန္ဒာကိုကာလာဆေးဆိုးမဲ့အချိန်မှာပျက်စီးခြင်းမရှိအောင်ထိခိုက်မှုမရှိအောင်ဆိုပြီးတော့မှ Altenis ကိုကျွန်တော်တို့ကထည့်ပြီးတော့မှရောဆက်ဆိုးလိုက်တယ်ဆိုလို့ရှိရင်တော့စပင်တွေကထိခိုက်နေတာမျိုးရှိဘူးကာလာတွေကလည်းပုံမူပြီးတော့မှလာပါစေမှာဖြစ်ပါတယ်ရှမ်ပူအနေနဲ့ရေဆေးချတဲ့အခါမှာရှမ်ပူသုံးတဲ့အချိန်မှာဆိုလို့ရှိရင်လည်း color shampoo ကိုကျွန်တော်တို့ကရွေးချယ်ပြီးတော့မှအသုံးပြုရမှာဖြစ်တယ်လို့ conditioner အနေနဲ့အသုံးပြုမယ်ဆိုလို့ရှိရင်လည်း color conditioner ကိုရွေးချယ်ပြီးတော့မှအသုံးပြုရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆိုးပေးလိုက်တဲ့ color တွေဟာမမှန်ကန်ကန်နဲ့တာရှည်မြဲနေပြီးတော့မှလှပနေမှာဖြစ်ပါတယ်ခင်ဗျအခုဆိုလို့ရှိရင်တော့ Morelli ရဲ့သပင်ဟာဆိုလို့ရှိရင်ပျက်စီးနေပြီးတော့မှဖွာနေတဲ့စန္ဒာတွေဖြစ်ပါတယ်ဒါပေမဲ့ bleaching လုပ်တဲ့ color တွေပြန်ဆိုးတယ်စန္ဒာတွေဟာဆိုလို့ရှိရင်ကျမတန်ဆွမ်းပြီးတော့မှလှပပါတယ်